ဒီတစ်ပတ်ရဲ့ပြည့်ရက်မှာတော့ကျွန်မစားချင်တဲ့ဟင်းလေးချက်စားတယ်။ကြက်ဥထမီဝယ်လာမိလိုက်တာဘဲဥဖြစ်နေတယ်။ဒါနဲ့ပဲအထုံးလေးတွေထုံးပြီးတော့ကျွန်မတရေတော့ပြုတ်ထားလိုက်တယ်။ဟင်းချက်ဖို့အတွက်ကတော့အချိန်ကြီးအများကြီးပေးစရာမလိုတဲ့အမေကြီးဟင်းချက်အနှစ်မုံအုံပြီးပဲချက်မယ်။အနှစ်မုံထဲမှာကကြက်သွန်ဖြူနေချင်းအယောင်တင်ဆွနွင်းတဲ့အရသာတွေတစ်ခါတည်းပါပြီးသားဆိုတော့ဒီတိုင်းချက်လိုက်လို့ရတယ်။ကျွန်မကတော့ဘဲဥကညှိနှမ်းနံမှာဆိုတာနဲ့ကြက်သွန်နီနည်းနည်းနဲ့ချင်းစပလင်လေးထည့်လိုက်တယ်။တကယ်လို့ကိုကကြက်သွန်ထည့်ပြီးချက်ချင်နေဆိုရင်တော့ပုံမှန်ထည့်နေကြထည့်ရှော့ထည့်ပြီးအမေကြီးဟင်းချက်အနှစ်မုံနဲ့ရောပြီးတော့ချက်လို့ရပါတယ်။တမငွေပြီးရင်တော့ရေလေးထည့်ပြီးတော့တည်ထားပေးပါမယ်။ရေလေးထည့်ပြီးတော့ကြည့်ပြီးနေရတယ်ပေါ့နော်။ဘဲဥတွေအရင်ပြောသွားမှဆိုလို့ပါ။အရသာအတွက်ကတော့ကျမကနည်းနည်းလေးတာစားရသူဆိုတော့အရသာမှုန်နဲ့ငံပြားလေးနည်းနည်းထည့်လိုက်တယ်။ပြီးရင်တော့ဘဲဥလေးမနူးသေးရနဲ့နောက်ထပ်တရေထည့်ပြီးတော့ထပ်တည်လိုက်မယ်။ဟင်းချက်ဖို့အတွက်အချိန်ကြီးအများကြီးမပေးနိုင်မယ်။အနှစ်ဟင်းစားကျင်တဲ့သူတွေရှိရင်တော့အမေကြီးဟင်းချက်အနှစ်မုံသုံးပြီးချက်ကြည့်ပါ။အနှစ်မုံလေးတစ်ထုပ်ရှိအောင်နဲ့တာငါသီးရွက်တွေကိုစီတက်လုံးချက်ကြိုက်တယ်လို့ချက်လို့ရတယ်နော်။ပင်စိမ်းမဝယ်လိုက်ရလို့နန်းနန်းမင်းလေးပဲခတ်လိုက်ပါတယ်။ဆုံးထိကြည့်ပြီးလို့ကျေးဇူးပါ။